ဘယ်အချိန်လဲ တနားရက်နေ9နာရီထိ ဘယ်နေ့ရက်နေလဲ မတ်လ15ရက်16 ဘာကိုပြင်နေရလဲဆိုတာလေဟုတ်လား စီလိုနာဟိုတယ်မှာပါဆရာ အဲ့ဆိုရင်အားလုံးရမယ်နော်အဲ့ဒီမှာဘာမှရုံမှမဖြစ်ချင်ဘူး အချိန်ကနေ့လယ်တနာရီကနေ9နာရီထိရက်ကမတ်လ15ရက်နေ့နဲ့16ရက်နေ့ရက်တိနေရာကစီဒိုလာဟိုတယ်ဂရန်ဘောရုံမှာဟုတ်ကဲ့အဲ့ချိန်အဲ့နေရာလေးမှာ Interfaith Education IB ကနေပြီးတော့ဒီလိုကျောင်းသားလူငယ်တွေအတွက်ပြည်ရင်းပြပပညာရေးလမ်းကြောင်းအစုံကိုတပြားထဲမှာစုံစမ်းလိုက်ဖို့ IB International Education Fair 2025ဆိုပြီးတော့ပညာရေးပြပွဲကြီးတစ်ခုကိုစီစဉ်ပေးထားပါတယ်ဒီပွဲကြီးမှာဆိုရင်အနောက်နိုင်ငံတွေဖြစ်တဲ့ US, UK, Canada, Australia New Zealand, Switzerland, Ireland, Poland, Germany စတဲ့နိုင်ငံတွေအပြင်အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ China, Malaysia, Singapore, Thailand, Korea ကကျောင်းတွေတိုက်တော်တွေနဲ့ပြည်ရင်းမှာဖွင့်လှစ်ထားတဲ့ပညာရေး college တွေအကုန်လုံးကိုတစုတစည်းရဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ဒီလိုခမ်းနားကြီးကျယ်စွာကျင်းပပြုလုပ်တဲ့မြန်မာနိုင်ငံရဲ့အကြီးဆုံးပညာရေးပြပွဲကြီးမှာ Acumen International College AIC ကနေပြီးတော့ main sponsor အနေနဲ့ဂုဏ်ယူစွာပါဝင်သွားမှာဖြစ်ကြောင်းသတင်းကပါကြပါတယ်။ဒါ့အပြင် ANC ကအဲ့ဒီမှာ NCUK International Year 1, NCUK International Foundation Year, OSS စတဲ့ program တွေကဘယ် program ကိုပဲတက် special discount အနေနဲ့$1500ပေးရသွားပါတယ်။$1500အပြင်ကျောင်းသားကျောင်းသူများအနေနဲ့ scholarship exam တွေဖြေဆိုပြီးတော့ပညာသင်ဆုတွေလည်းထပ်မံရရှိနိုင်အောင်မှာမို့လို့တကယ်ကိုကျောင်းစိတ်တက်တာစီမဲ့ခွင့်ရလေးဖြစ်ပါနော်။ကဲဒါဆိုရင်ပွဲနဲ့ပတ်သက်တဲ့ updated information လေးတွေသိရဖို့အတွက်အပန်းကိုအခုပဲ interest ကိုလုပ်ထားလိုက်တော့နော်။